အမေစိတ်မပူပါနဲ့သမီးအလုပ်ရှာပြီးမိသားစုကိုကူညီပါမယ်အမရေကျောင်းဆက်တက်ချင်တယ် သမီးအဆင်ပြေအောင်နေနော်မပူပါနဲ့အမေသမီးအလုပ်ရှာပြီးမှ အမကျွန်တော်ကျောင်းဆက်တက်ချင်တယ်မ အလုပ်လေးများရှိပါသလားရှင်သမီးအလုပ်ရှာနေတာပါ အခုတော့လူပြည့်နေပြီသမီးရေ ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါလားအမေကိုကူချင်တာပါဒါပေမဲ့သမီးအလုပ်မရသေးဘူးမနှက်ပြန်ထပ်ကြိုးစားမယ်မရသေးလို့လက်မလျှော့ဘူးအမေအတွက်သမီးကြိုးစားမယ်သမီးကြိုးစားခဲ့ပါတယ်အမေသမီးရဲ့စိတ်မလျှော့နဲ့နော်လူနာကိုတေချာလေးတင်လိုက်ကြပါဦးနည်းနည်းလေးဂယူးဆိုင်ကြပါဦးရှေ့ကိုနည်းနည်းလေးရွှေ့လိုက်ပါဦး အမြန်အရေးပေါ်ခန်းကိုခေါ်သွားပါသမီးရေတတိပြန်ရပါဦး လမ်းဖယ်ပေးကြပါဦး သမီးရေအဆင်ပြေပါစေစိတ်မပူပါနဲ့ဆရာဝန်တွေကြည့်ပေးနေပါတယ်